ဒီမှာမေးစရာမေးခွန်းပေါ်လာတာကဘာလို့ striking ရှင်ထိုးရင်အရှုံးပေးရတာလဲဆိုတဲ့မေးခွန်းပါဘာလို့လဲဆိုရင်ဘန်က UFC ဝိတ်တန်းအားလုံးက fighter တွေအားလုံးမှာလက်တီခြေကန်ကိုတစ်မိနစ်အတွင်းမှာ8ချိန်အထိထိအောင်ထိုးနိုင်တဲ့အများဆုံးနဲ့အမြန်ဆုံး fighter ဖြစ်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဂျိုရှူဝါဘန်ကအမတ်ဆုံးဖြတ်ရောက်တိုင်းမှာအမြဲတမ်းထိချက်အတာအမတ်တာနဲ့အနိုင်ရရှိနေတာပါအားလုံးမင်္ဂလာပါခုလာမဲ့ဂျွန်လ10ရက်တနင်္ဂနွေနေ့မနက် UFC 316မှာကျွန်တော်တို့ဂျိုရှူဝါဘန်နဲ့ဘရူနိုဆေးဘာတို့ရဲ့ပွဲရှိပါတယ်အပွဲမှာဂျိုရှူဝါဘန်နဲ့တွေ့ရမယ်ဘရာဇီးဖိုက်တာဘရူနိုဆေးဘာရဲ့အကြောင်းနဲ့သူတို့ပွဲအခြေအနေကဘယ်လိုဖြစ်သွားနိုင်လဲဆိုတာကိုကျွန်တော်မြင်ပြီးသလောက်တင်ဆက်ပေးချင်ပါတယ်အခုဘန်နဲ့တွေ့ရမယ်ဘရူနိုဆေးဘာကအမေရိကန်တော့တင်မှာလေ့ကျင့်နေတဲ့ဖိုက်တာတစ်ယောက်ပါအရင်တူထိုးခဲ့တဲ့ပွဲတွေအရာဒီဖိုက်တာက striking ကိုအဓိကထားပြီးဆော့တာကိုတွေ့ရပါတယ်အဲ့ဒါကြောင့် striking ကောင်းတဲ့ဖိုက်တာတစ်ယောက်လို့ပြောလို့ရပါတယ်အခုဘန်နဲ့တွေ့ရမယ့်ပွဲအတွက်လည်းဘရူနိုဆေးဘာကဒီ striking ဘိုင်းကိုပဲအဓိကထားပြင်ဆင်နေတာကိုတွေ့ရပါတယ်ဒီ fighter က ground ဘိုင်းတိတ်မဆော့ဘူးဆိုပေမဲ့မကျွမ်းကျင်လို့မဟုတ်ပဲ BJJ black belt ဆိုတော့ဒီ ground ဘိုင်းနဲ့ submission ဘိုင်းကပြောစရာမလိုအောင်ကောင်းတဲ့အထဲပါပါတယ်အရင်သူထိုးခဲ့တဲ့ပွဲတွေမှာလည်း submission ချုပ်ကွက်နဲ့အနိုင်ရရှိထားတဲ့ပွဲတွေရှိပါတယ်အဲ့ဒါအပြင်ပြီးခဲ့တဲ့ကိုဒီတာဒန်နဲ့ဘရူနိုဆေးဘာပွဲမှာဆိုရင်လည်းဘရူနိုဆေးဘာကကိုဒီတာဒန်ရဲ့လက်သီးစာမိပြီးမူးသွားတဲ့အချိန်မှာ ground ဘိုင်းကိုခေါ်ဆော့ပြီးအမှုပြန်ဖြစ်ပြီးမှ stand fight ဘိုင်းပြန်ဆော့ကဒီ KO နဲ့အနိုင်ရရှိသွားတဲ့ပွဲရှိပါတယ်အစ္စလာမာကချက်တို့ချာအိုလီဗီယာတို့လိုပဲသူ stand fight ဘိုင်းမှာရှင်မရတော့ဘူးဆိုရင် ground ဘိုင်းကိုအနည်းငယ်ခေါ်ဆော့တာကိုတော့တွေ့ရပါတယ်ဒီဘရူနိုဆေးဘာနဲ့ထိုးခဲ့တဲ့ကိုဒီတာဒန်ဆိုရင်ကျွန်တော်တို့ဂျိုရှူဝါဘန်နဲ့လည်းထိုးခဲ့ဘူးပြီးတော့ဂျိုရှူဝါဘန်က unanimous decision နဲ့အနိုင်ရရှိထားဘူးတဲ့ fighter ပါအခုလာမဲ့ပွဲမှာလည်းဂျိုရှူဝါဘန်အနေနဲ့ဘရူနိုဆေးဘာကိုကိုဒီတာဒန်နဲ့ပွဲတုန်းကလိုရှင်ထိုးရဖို့ရှိနေတာပါအခုတွေ့ရမယ့်နှစ်ယောက်စလုံးကကိုဒီတာဒန်နဲ့ထိုးဘူးတယ်ဆိုပေမဲ့ဘရူနိုဆေးဘာကကိုဒီတာဒန်ကို TKO နဲ့အနိုင်ရရှိထားခဲ့ဘူးပြီးတော့ကျွန်တော်တို့ဂျိုရှူဝါဘန်ကတော့ unanimous decision နဲ့ပဲအနိုင်ရရှိထားဘူးတာကြောင့်သူတို့နှစ်ယောက်ရဲ့ power ကိုရှင်ကြည့်မယ်ဆိုရင်ဘရူနိုဆေးဘာရဲ့ power ကပိုများနေတာကိုမြင်ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဂျိုရှူဝါဘန်ကလည်းဒီပွဲအတွက်လက်အား power ကောင်းစေတဲ့လေ့ကျင့်ခန်းတွေကိုလေ့ကျင့်နေတာကိုတွေ့ရတာကြောင့်ဒီပွဲမှာလက်အား power ကအရင်ပွဲတွေကထက်တော့ပိုကောင်းလာတော့ပါတယ်အားလုံးလည်းမြင်မိမှာပါဟိုနေ့ကကိုအောင်လာအဆန်ကဂျိုရှူဝါဘန်တို့ချင်းကိုတွားပြီးဂျိုရှူဝါဘန်ကိုပတ်ဟိုတာဖြစ်ခဏကြိုက်ပေးပြီးတဲ့အချိန်မှာဂျိုရှူဝါဘန်ကအခုလာမဲ့ပွဲတွေအားလုံး ready ဖြစ်နေပြီဆိုပြီးတော့ပြောသွားပါတယ်ကိုအောင်လာရဲ့ဒီစကားကဂျိုရှူဝါဘန်အတွက်လည်းစိတ်ခွန်အားဖြစ်စေမှာပါအခုလာမဲ့ဘရူနိုဆေးဘာနဲ့ဂျိုရှူဝါဘန်ကနှစ်ယောက်စလုံးကလုံးတူ site တူဆိုတော့ဗတ်များတဲ့သူနှစ်ယောက်ထိတ်တိုက်တွေ့ဆုံတာလို့ပြောလို့ရပါတယ်အဲ့ဒါအပြင်ဒီပွဲမှာနှစ်ယောက်စလုံးက striking ကိုပဲအဓိကထားပြင်ဆင်နေပြီး striking နဲ့ပဲပွဲထက်လာဖို့ရှိနေတာကြောင့်ပွဲကပိုကြည့်ကောင်းမှဖြစ်တယ်လို့တကယ်လို့ဘန်နာဒီပွဲကိုအနိုင်ရရှိသွားရင်အကျိုးခံစားခွင့်ကသူကပိုများမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဘန်နာဒီပွဲကိုအနိုင်ရရှိသွားရင်ဘရူနိုဆေးဘာရဲ့ ranking 12နေရာကိုရောက်ရှိသွားမှာဖြစ်ပြီးတော့ UFC ၄ပွဲဆက်နိုင်ပွဲဆိုတဲ့ရလက်ကောင်းကိုလည်းပိုင်ဆိုင်သွားမှာပါတစ်ဖက်ကဘရူနိုဆေးဘာကတော့အခုဂျိုရှူဝါဘန်နဲ့ထိုးရတဲ့အတွက်တကယ်လို့သူအနိုင်ရရှိသွားရင်တော့သူ့အတွက်အကျိုးခံစားဝင်ကတိတ်ရှိတာကိုမတွေ့ရပါဘူးအပေါ်မှာပြောခဲ့တယ်လို့ပဲဒီပွဲကသူထိုးကိုထုံးနဲ့ကြည့်ရမှာဖြစ်ပြီးတကယ်လို့ပွဲအတွင်းမှာ KO TKO မတွေ့ရဘူးဆိုရင်အမတ်ဆုံးဖြတ်ရောက်ရင်ကျွန်တော်တို့ဂျိုရှူဝါဘန်အားသာနိုင်ပါတယ်ဘာလို့လဲဆိုတော့အချက်နှစ်ချက်ရှိပါတယ်နံပါတ်1ချက်ကကျွန်တော်တို့ဂျိုရှူဝါဘန်က UFC နောက်ဆုံးပွဲတွေကိုအမတ်ဆုံးဖြတ်နဲ့ပဲအနိုင်ရရှိထားဘူးပြီးအရှိမလည်းအမတ်နဲ့အနိုင်ရရှိထားဘူးတဲ့ပွဲတွေရှိတာကြောင့်ဂျိုရှူဝါဘန်က decision နဲ့အနိုင်များတဲ့ fighter လို့ပြောလို့ရပါတယ်ဘာလို့အဲ့လိုအနိုင်များလဲဆိုတာကိုနံပါတ်1အချက်မှာထည့်ပြောသွားပါမယ်နံပါတ်2အချက်ဂျိုရှူဝါဘန်က UFC မှာသူထိုးထားတဲ့ပွဲတွေက striking ပဲရှင်ထိုးထားတဲ့ပွဲတွေများပြီးတကယ်လို့သူ့ကို ground ဘိုင်းခေါ်ဆိုဖို့ကြိုးစားမယ်ဆိုရင်တော့ကျွန်တော်တို့ဂျိုရှူဝါဘန်ကတိတ်တောက် defense 80%ကျော်ရှိတဲ့ fighter ဆိုတော့တိတ်တောက် defense ကောင်းတဲ့ fighter လို့ပြောလို့ရတာကြောင့်တော်ရုံ fighter ဆိုရင် ground ဘိုင်းခေါ်မစော့နိုင်ပဲသူနဲ့ striking ပဲရှင်ထိုးရပြီးတော့အရှုံးပေးသွားကြရတာပါဒီမှာမေးစရာမေးခွန်းပေါ်လာတာကဘာလို့ striking ရှင်ထိုးရင်အရှုံးပေးရတာလဲဆိုတဲ့မေးခွန်းပါဘာလို့လဲဆိုရင်ဘန်က UFC ဝိတ်တန်းအားလုံးက fighter တွေအားလုံးမှာလက်တီခြေကန်ကိုတစ်မိနစ်အတွင်းမှာ8ချိန်အထိထိအောင်ထိုးနိုင်တဲ့အများဆုံးနဲ့အမြန်ဆုံး fighter ဖြစ်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဂျိုရှူဝါဘန်ကအမတ်ဆုံးဖြတ်ရောက်တိုင်းမှာအမြဲတမ်းထိချက်အတာအမတ်တာနဲ့အနိုင်ရရှိနေတာပါဒီတစ်ခေါက်တွေ့ရမယ့်ဘရူနိုဆေးဘာကကြတော့တစ်မိနစ်အတွင်း3ချိန်လောက်ပဲထိအောင်ထိုးနိုင်တာကြောင့်မို့တကယ်လို့ပွဲအတွင်းမှာပွဲမဖြတ်နိုင်ပဲအမတ်ဆုံးဖြတ်ထိရောက်သွားရင်တော့ကျွန်တော်တို့ဂျိုရှူဝါဘန်ပဲစားသွားဖို့များပါတယ် UFC 316ခေါင်းပွဲဖြစ်တဲ့မာရက်နဲ့ရှောင်းအိုမယ်လီပွဲမှာဆိုရင်လေမာရက်ကရှောင်းအိုမယ်လီနဲ့ပထမအကြိမ် challenger အနေနဲ့ကပတ်စိန်ခေါ်ခဲ့တုန်းကတိတ်တောက်တွေယူပြပြီး ground fight မှာ dominance လုပ်ပြပြီးတော့ unanimous decision နဲ့အနိုင်ရရှိထားတာပါအခုဒုတိယကြိမ်ပြန်မတွေ့ခင်မှာမာရက်ကဂျားထဲမှာခါပိတ်ကညီဦးမာနဲ့တွေ့ထားပြီးအနိုင်ယူပြထားပါသေးတယ်
ရှောင်းမယ်လီကတော့မာရက်နဲ့တွေ့ပြီးကတည်းကဂျားထဲမှာပွဲမထိုးဖြစ်ပဲအခုမာရက်နဲ့မှပွဲပြန်ထိုးဖြစ်တာပါရှောင်းမယ်လီကမာရက်နဲ့ပထမကြိမ်တွေ့တုန်းက ground ဘိုင်းနဲ့ခံထားရတာဆိုတော့ဒီပွဲအတွက် grappling ဘိုင်းကိုတေချာလေ့ကျင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်ဒီချိန်ကိုဖိတ်ခေါ်ပြီးပါ grappling ဘိုင်းနဲ့ဆိုင်တာတွေကိုဒီပြတင်ပြခိုင်းနေတာကိုတွေ့ရပါတယ်ညီကိုတို့လည်း DJ ရဲ့ grappling skill ဘယ်လောက်ကောင်းလဲဆိုတာသိပြီးတာပါပွဲမတိုင်ခင်ပြောစကားတွေရာမာရက်ကရှောင်းအမလီနဲ့ပထမအချိန်တွေ့တုန်းကသူ့အနေနဲ့ပေါ့ပေါ့ပါပါပဲလုပ်ပြီးနမ်းပြယုံပဲနမ်းပြခဲ့တာပါခုဒုတိယချိန်ပြန်တွေ့တဲ့ချိန်မှာတော့တကယ်တီးပြပြီးတော့ပွဲပြီးပြပါမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်မာရက်ကပြီးခဲ့တဲ့ရက်ပိုင်းကခြေတန်းတန်ရာရရှိတဲ့တည်င်းတက်လာတာကြောင့်မာရက်ရဲ့ဖန်တွေကတော့လာမဲ့ပွဲမှာမာရက်ရဲ့ခြေတန်းတန်ရာကဒီပွဲပေါ်အကျိုးတရားမရှိပါစေနဲ့လို့ဆုတောင်းနေကြပါတယ်။ရှောင်းအမလီဘက်ကတော့ဒီပွဲမှာမာရက်ကိုသူ့အနေနဲ့ KO ကျွေးဖို့ယုံကြည်မှုအပြည့်ရှိပါတယ်ဆိုပြီးပြောဆိုထားတာကြောင့်ဒီပွဲကပထမအချိန်တွေ့တုန်းကထက်ပိုမိုက်လောက်ပါတယ်။ညီကိုရိအနေနဲ့ Canvas Sport တည်င်းတွေကိုအချိန်နဲ့တပြေးညီသိရှိရအောင်ကျွန်တော်တို့ page နဲ့ channel လေးကို follow လုပ်ပေးကြပါဦး။